နေပြည်တော်မှာလည်းနေပြည်တော်မှာအဲ့အမှုကိုအမျိုးသမီးတယောက်အရာရှိအမျိုးသမီးတယောက်ကကင်တယ်နော်ကင်တဲ့အခါမှာလက်ဆောင်အကြီးငယ်တွေရောက်နေတော့ကြားတယ်နော်အားလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့နေဦးတော်လိုက်မြန်မာ News Channel မှာကြိုဆိုပါတဲ့နေ့စဉ်နိုင်ငံသတင်းများကိုတင်ဆက်ပေးသမှာဖြစ်လို့ Like and Share လေးလုပ်ပေးဖို့တောင်းဆိုပါတယ်ရှင်ကြားသိနေရတယ်သတိထားပါအဲ့ဒီအမှုကိုခင်ဗျားတို့ဘယ်လိုဆုံးဖြတ်ချက်ချမလဲစောင့်ကြည့်ရမှာဗျာနော်ဒါပေမဲ့ကျွန်တော်တို့ကစောင့်ကြည့်ရုံပြည်သူသိအောင်လုပ်ပေးရုံလောက်တက်နိုင်တာပါကြံတဲ့ဆောင်ရွက်ချက်တွေကတော့ခင်ဗျားတို့ဘယ်လိုဆက်လုပ်မလဲဆိုတာမိုးညင်းပေါ့ခလာ15ရဲ့အခြေအနေပေါ့ဒါနဲ့စကားမဆက်အမိုးညင်းခလာ15တက်ရေးမှုကလည်းရာလူတက်သွားပါပြီเนาะဒီအမှုဖြစ်တဲ့ချိန်မှာပဲသူရဲ့နာမည်သတင်းတွေကလည်းအရန်အောင်ကောင်းပါတယ်အချိန်တန်းမှာရိုးချုံတိုက်ဖို့ပြောနေဘယ်လိုခေါ်မလဲဆိုရင်တရင်ရောက်လာရင်တရင်မှုတွေဘာပြောလဲဆိုတော့ငါအလုပ်ကမင်းတို့ခိုင်းစားငါအလုပ်ကရာလူတိုးအောင်လုပ်ဖို့ဆိုတဲ့တဲမှာဒါမျိုးပြောတဲ့တရင်မှုတွေရှိတယ်เนาะအများကြီးတွေ့ဘူးတယ်အဲ့ဒီရင်မှုမျိုးထဲမှာသူပါတဲ့ပုံစံမျိုးတွေအထိကျွန်တော်တို့ကြားသိနေရတယ်เนาะအဲ့တော့သူကလည်းရာထူးတိုးသွားပြီဒါခလာရ15ရဲ့အမေရိကန်မှုကျွန်တော် live ကိုနည်းနည်းစောင့်ကြည့်နေဆိုသိလိမ့်မယ်အဲ့တော့ဇက်ပေါင်းတဲ့အချိန်ကိုရောက်ပါပြီလို့နော်အခုနေပြည်တော်မှာအခုဒီအမှုကိုဆက်လက်ပြီးတော့စစ်ဆေးနေတယ်မှန်တရားဘက်ကနေပြီးတော့မှန်ကန်ကန်ဆောင်ရွက်သွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နော်မိုးညင်းခလာ15အတရင်ကအမှန်တော့တဲ့ကိုမောင်တဲ့ကိုမောင်မပြောရင်လည်းအဘူကြီးဘွားကမလွယ်ဘူးတဲ့ဟုတ်ပါတယ်ကျွန်တော်ဝန်ကျင်ခလာ15အကြောင်းအခုဒါဇပေါင်းကောင်းရောက်နေပြီပေါ့ဗျာနော်ဇပေါင်းကောင်းရောက်နေပြီအဆင်ပြေသွားမယ်လို့မျှော်လင့်နေအမှန်တရားတိုင်းသွားမယ်လို့မျှော်လင့်နေနော်မင်္ဂလာပါအခုမှ live ဆုံးပါတယ်ဟုတ်ကဲ့ပါနော်ဒါ morning ဟုတ်ပြီဆန္ဒကကျွန်တော်တို့ပြည်သူတွေဘက်ကရက်တည်တယ်ပြည်သူတွေဘက်ရက်တည်သလိုပြည်သူတွေကိုဒုက္ခပေးနေသူတွေအားလုံးကျွန်တော်ဖော်ထုတ်ရလိမ့်မယ်။နောက်ထပ်ကျွန်တော်ဖော်ထုတ်စရာအုတ်ချုပ်ရေးမှုတွေကိုကျွန်တော်ဖော်ထုတ်ရပါလိမ့်မယ်။တော်တော်ဆိုးနေပါလေ။တော်တော်ဆိုးနေတာနော်။ဆိုးတာမှတော်တော်ဆိုးနေအုတ်ချုပ်ရေးမှု။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီ live အစချင်းမှာပြောထားတယ်။စစ်မှုထမ်းတွေမတရားပေါ့နော်။လူအသက်ပြည့်မပြည့်လှုပ်ချင်တယ်လို့လှုပ်ဆွဲချင်တယ်လို့ဆွဲနေတာဒီအုတ်ကြီးတွေကြောင့်ဖြစ်နေတာ။အဲ့ဒီအုတ်ကြီးတွေကလည်း၄လပိုင်းလောက်ဆိုလို့ရှိရင်သူတို့ကလဲရတော့မှာ။အဲ့တော့မလဲခင်မှာအဝစားနေတဲ့အုပ်ကြီးတွေကိုကျွန်တော်ပြောရတော့မယ်ရန်ကုန်တိုင်းပေါ့ဗျာနော်မော်ဘီပေါ့မော်ဘီဆိုသိပါလိမ့်မယ်ကျွန်တော်ရန်ကုန်ရဲ့နည်းနည်းလှမ်းတဲ့နေရာတွေပေါ့ရန်ကုန်တိုင်းထဲမှာပဲနော်အဲ့တော့မော်ဘီမှာအုပ်ချုပ်ရေးမှုတယောက်ရှိပါတယ်အဲ့ဒီအုပ်ချုပ်ရေးမှုနာမည်စင်သွားတော်ကြေးရွာအုပ်ချုပ်ရေးမှုတဲ့နော်ဟလာစင်သွားတော်ကြေးရွာအုပ်ချုပ်ရေးမှုသူကနော်ဟိုဘယ်လိုခေါ်မလဲဆိုရှင်တော်တော်ကြီးကိုနာမည်ကြီးနေတယ်တော်တော်လေးကိုတော်တော်ဆိုးနေပါတယ်နော်ဒီပုဂ္ဂိုလ်ကဘယ်လိုခေါ်မလဲဆိုတော့မြေယာကိစ္စတွေမှာနော်ဟိုမြေယာဘယ်လိုခေါ်မလဲဆိုလို့ရှိရင်မြေတိုင်းပေါ့မြေတိုင်းနာမည်သူ့နာမည်ကလည်းအောင်ထွန်းနဲ့ပေါင်းပြီးတော့မြေအကွက်ရိုက်မယ်ရောင်းမယ်ဟဲ့ဆိုရှင်အကွက်ရိုက်ရောင်းကသူနဲ့ပေါင်းပြီးတော့မြေယာနဲ့ပေါင်းပြီးတော့3,500တောင်းတယ်3,500တောင်းတယ်စီပင်လိုင်စင်လုပ်ချင်လို့ရှိရင်350လက်မှတ်ထိုးရမှာဆိုရှင်350နော်ဟာလားမော်ဘီစင်သွားတော့ကြည့်ရအုပ်ချုပ်ရေးမှုနော်350စစ်မှုထမ်းတွေဆွဲတယ်လောင်ကစားဝိုင်းတွေလွတ်ထားပြီးတယ်ရက်ွက်ထဲမှာစူညံတောင်းညမ်းနေတဲ့အခါမှာနော်စူညံတောင်းညမ်းနေတဲ့အခြေအနေတွေရှိတယ်အဲ့ဒီစူညံတောင်းညမ်းနေလို့ရက်ွက်ကသွားတိုင်လို့ရှိရင်အဲ့ဒါတွေကိုလည်းလွတ်ထားပြီးတယ်နော်ဖြစ်ချင်တိုင်းဖြစ်ပြက်ချင်တိုင်းပြက်နေတဲ့အခြေအနေမျိုးတွေရှိတယ်အဲ့တော့ဒီအုပ်ချုပ်ရေးမှုကိုခင်ဗျားတို့အဲ့တော့သူစီမာကနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တနတ်တွေပါတော့ကင်ဆောင်တယ်ရန်ကုန်တိုင်းမှာတနတ်ကင်လို့မရဘူးလေဘယ်အုပ်ကြီးမှတနတ်ကင်လို့မရအဲ့တနတ်ကင်လို့ရှိရင်အဲ့ဒီအုပ်ကြီးကဒါလိုင်စင်မဲ့ကင်တာဖြစ်တယ်လက်နက်မှုနဲ့နေမယ်တော်တော်လေးကိုမြောက်နေပါပြီနော်အဲ့တော့ဒီအုပ်ချုပ်ရေးမှုတွေဒီလိုတောင်းညမ်းနေတာတွေခင်ဗျားတို့ဘယ်လိုလုပ်ကြမလဲဗျာနော်လက်မှတ်တစ်ခါထိုးရင်350နော်လုပ်ချင်တိုင်းလုပ်ဖြစ်ချင်တိုင်းဖြစ်နေတယ်စီးတဲ့ကားက3,000လောက်တန်တယ်တဲ့နော်ဝစ်ထားတဲ့လက်စွပ်က300လောက်တန်တယ်စီးတဲ့ဖက်နှက်က9သိန်းလောက်တန်တယ်အဲ့လောက်ထိကိုကြီးပွားနေပြီနော်အဲ့တော့လက်မှတ်တစ်ခါထိုးရင်350သူခြံလေးတွေကိုမြေလေးတွေမရောင်းလို့သူအုပ်ကြီးအသိမဲ့ပြုတ်မှုလက်မှတ်လိုချင်တယ်ဟေးဆိုရှင်350
ပိုးစုပတ်ဆက်တွေဖြစ်နေပြီပိုးစုပတ်ဆက်တွေတောင်းနေတယ်နော်အဲ့တော့ရန်ကုန်မော်ပြီးစင်သွားတော့ကြေးရအုပ်ချုပ်ရေးမှုကဒီလိုမျိုးတောင်းညမ်းနေတာခင်ဗျားတို့အဲ့ဒီမော်ဘီမှာရှိနေတဲ့ပြည်သူတွေပင်လျင်ဒါဒီသတင်းနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့မော်ဘီ group တွေပါမှာဒီမှာသွားကြည့်လိုက်ပါနော်ကျွန်တော်ကပြောပြီးဆိုရင်တေချာမှတိကျမှနောက်တစ်ခုကပြည်သူတွေအားလုံးရဲ့အတန်တွေကလည်းစူဘလောင်ခတ်နေပါပြီဒါပေမဲ့တော့အခုချိန်ထိအဲ့ဒီဒေတာမှာရှိတဲ့အုပ်ချုပ်ရေးမှုတွေကိုထိန်းနေသူမသိသလိုဥမင်းအောင်လည်းမသိဘူးနော်ဘယ်သိမလဲဗျအားလုံးကအစင်စင်ပေးကမ်းစားတောက်နေတာဒီလူတလောက်ထောပြီးဆိုရင်သူ့ထက်ကလူအနေနဲ့တော့လောက်တော့ဂါထားလို့ဖြစ်ပါလိမ့်မယ်နော်အဲ့တော့ကွန်မန့်လည်းဖတ်ပါတယ်ကွန်မန့်လည်းဖတ်ပါလောင်ကစားဝိုင်းပိုင်ရှင်ကအုတ်ကြီးကိုတဲ့အုတ်ကြီးစိန်ခံနေပါတယ်တဲ့ဟုတ်လားနော်ကိုပိုင်ကြုံခဲ့ရတဲ့အရာအကြောင်းပြောပြမယ်ကိုမောင်ကြီးတဲ့မြန်မာနိုင်ငံမှတ်ပုံတင်ကင်ပြီးခီးသွားတာတဲ့နေကျော်လို့တဲ့ဗျာဓာတ်ရိုက်ခံရတယ်ကြားလို့ကောင်းကြသေးရဲ့လားတဲ့2021ခုနှစ်တုန်းကပါမြန်မာပုံတင်ကမြန်မာပြည်မှာမှမလွယ်ပါလားရုပ်ရှင်အစည်းအရုံးကအကယ်ဒမီပေးတဲ့စည်ရင်ကြည့်ချင်ရင်3,500တဲ့ကိုမောင်ကြီးတဲ့ဘလို့သုံးသပ်မလဲရုပ်ရှင်အစည်းအရုံးကအကယ်ဒမီလောက်တော့ဘာမှုမလဲဗျာနော်ဥမင်းအွန်လိုင်းဘယ်သွားဘယ်လာကအစအကုန်လုံးပေါ်နေတာပဲဥမင်းအွန်လိုင်းဒီလောက်ရုပ်ဝက်စစ်စင်ဟိုဆွေးနွေးနေတဲ့အချိန်မှာတော့မှအဲ့ဓာတ်ပုံကြီးတောင်မှခစ်တစ်ကိုရောက်သေးတာပဲဗျာနော်အဲ့တော့ရုပ်ရှင်အစည်းအရုံးက3,500ဆိုတာဒါဟိုခေါ်မလို့အန်အောစရာမဟုတ်ပါဘူးဒီတက်ပို့ပြီးတော့ခင်ဗျားတို့မြန်မာနိုင်ငံတနိုင်ငံလုံးမှာသတင်းတွေကပေါက်ဖြစ်ချင်တယ်ငါဖြစ်အကုန်လုံးစုပ်ပြတ်တတ်နေပြီသတင်းကပေါက်တာရှိသေးတယ်နော်သတင်းထိန်ချန်တာရှိသေးတယ်လောက်သတင်းထိန်ချန်တာဆိုခင်ဗျားတို့ဒီအစစ်လောက်မပြောနဲ့စစ်သတင်းတွေထိန်ချန်တဲ့အခြေအနေတွေအများကြီးရှိတယ်အခုစစ်သတင်းထိန်ချန်တဲ့မှုနဲ့ပဲတိုင်းစင်းအထိကိုအခုချိန်မှာအရေးယူနေရတာရှိတယ်ဥမင်းအွန်လိုင်းလက်အောက်ကဘယ်လိုခေါ်မလဲဆိုတော့အုတ်ချုပ်ရေးရန်နေရာကြီးဟာတို့ရပေါက်တွေဖြစ်ပြီးဖားတဲ့နေရာဖားလို့ဒီဘက်ကဥကနေရင်ပဲ့ကထောင်းပဲ့ကနေဥကထောင်းဒီလိုပုံကိုမျိုးတခါတည်းစီမံခန့်ခွဲကောင်းတယ်ဆိုပြီးလောက်ကြပြန်အောင်ခင်ဗျားတို့လည်းလေကြောက်လို့များဖားတာလားဒါမှမဟုတ်လို့ရှိရင်လည်းတကယ်ပဲတော်လို့လားခင်ဗျားတို့တကယ်ပဲမသိလို့လားအဲ့ဒီဟိုဘယ်လိုခေါ်မလဲဆိုတော့အားပေးထောက်ခံနေတဲ့သူတွေရောဖားနေတဲ့သူတွေရောသူ့ကိုတခါတည်းတကယ်ဟိုဘယ်လိုခေါ်မလဲဆိုတော့လူတော်ကြီးတယောက်လို့ထင်နေတဲ့သူတွေရောခင်ဗျားတို့တော့ကြောက်နေတာခင်ဗျားတို့ကြောက်တာဥမင်းအောင်လာတော့မဖြစ်နိုင်ခင်ဗျားတို့ကြောက်တာစစ်ကြောရေးပဲဖြစ်မှထင်တယ်နော်ဖြစ်ချင်တိုင်းဖြစ်နေတာဟုတ်လားအဲ့တော့ဖြစ်ချင်တိုင်းဖြစ်နေတာခင်ဗျားတို့တော်တော်ကြီးတယ်မတော်ဆိုးနေပါပြီဗျာနော်အခုကြည့် academy ပေးပွဲတဲ့နဲ့ကြည့်ဒီလိုပေါက်တယ်ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ရနော်အဲ့တော့နောက်ထပ်အုပ်ကြီးတယောက်မန္တလေးတိုင်းပြည်ကြီးတကွန်နော်ကံကြီးကုန်းဥက္ကဋ္ဌနော်ကံကြီးကုန်းဥက္ကဋ္ဌနာမည်ဦးစောအောင်ပါတဲ့နော်မြေခွက်တွေကိုတဲ့ခြံခတ်ပြီးတော့တဲ့အိမ်ဆောင်နေတယ်ဗျာတဲ့လူတွေဝိုင်းနေရှိနေအောင်မောင်းထုတ်တယ်တဲ့အုပ်ကြီးတွေကောင်းစားအုပ်ကြီးတကိုးထွားနေတယ်ဗျာနော်အုပ်ကြီးတကိုးထွားနေတယ်အဲ့တော့ဆန္ဒကမော်ဘီကဆက်တော်တော့ကြေးရွာအုပ်ချုပ်ရေးမှုနော်အခုကတော့ကံကြီးကုန်းကအုပ်ချုပ်ရေးမှုတော်ဆိုးနေပါတယ်နော်အဲ့တော့ဒါတွေကိုအဓိကဖော်ထုတ်ပေးမှာကသတင်းသမားတွေဖြစ်တယ်ကျွန်တော်ပါဝင်မော့ဗျာနော်အရှိကိုရှိတိုင်းတော့ပြောရမှာဗျနော်ဘယ်သူမှလည်းဒုက္ခမရောက်စေချင်ဘူးဒါပေမဲ့တေချာအောင်လည်းကျွန်တော်စုံစမ်းပါတယ်နော်တေချာမှလည်းကျွန်တော်ပြောပါတယ်အဲ့တော့စနာကအကယ်ဒမီနဲ့ပတ်သက်ပြီးတော့စီးရင်ပေါက်တာ3,500နော်တခုပေါ့ဗျာ3,500တခုရှိသလိုနောက်ထပ်ဒါတွေကိုအဓိကပေါ့ဟိုနိုင်ငံပဲ့ပြင်ပေးမှာကသတင်းမီဒီယာနဲ့တကယ်တမ်းလွတ်လပ်စွာပြောခွင့်ရှိတဲ့နိုင်ငံတကယ်စေတနာရှိတဲ့သတင်းမီဒီယာတွေကလုပ်ပေးမှာအဲ့လိုလူမျိုးတွေကြောက်ရလဲအဖိနှိတ်ခံရတာပိုးစုပတ်ဆက်အဖိနှိတ်ခံရတာနော်အဲ့လိုလူမျိုးတွေကဥမာဖြစ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြီးခဲ့တဲ့ခါကကျွန်တော်ပြောခဲ့ရနော်မကွေးဘက်မှာမကွေးအောင်ဖြစ်ပါတယ်ကျွန်တော်ပဲခူးတိုင်းမှာဖြစ်ခဲ့တဲ့ခလာ300ခွန်မှာမဆာဖာကနော်မဆာဖာကဘုံမှုနေလင်းဥကိစ္စကိုကျွန်တော်ပြောလိုက်တာရှိရနော်သူ့ကိုပထမစစ်ကြောရေးကိုခေါ်တယ်စစ်တယ်စစ်ကြောရေးဆိုတော့ဘယ်လိုခေါ်မလဲဆိုရေကြီးအိုင်တို့ဘာလို့မဟုတ်ဘူးနော်တက်တွင်းမှာပဲစစ်တာ300ခွန်မှာစစ်တဲ့အခါမှာပထမညစစ်တယ်ဒုတိယညအိမ်ပြန်တယ်တတိယညဘာပြန်ယူတာလဲမသိဘူးပေါ့နော်တတိယညမှာတော့တခါတည်းတကယ်ဒီပေါ့ဘုံမှုချုပ်ဆင်းလောက်ကသူ့ကိုထုတ်သွားတယ်ဘုံမှုချုပ်ဆိုတော့
သူ့အောက်မှာတည်ရမှုတွေအဆင့်လောက်ကပုံမှုလောက်အဆင့်တော့သွားမလို့လည်းမဆာဘာအဆင့်ရဲ့အောက်မှာပဲရှိသေးတာဟုတ်နော်အဲ့တော့အဲ့ဒါတွေကိုဖော်ထုတ်တယ်အဲ့ဒီဘက်ချမ်းချင်းတွေမှာဆောနာကျွန်တော်ပြောသလိုဗျာနော်စစ်သတင်းတွေထိန်ချမ်းစစ်သတင်းထိန်ချမ်းတာခင်ဗျားတို့ကကျွန်တော်ကျုပ်တို့ကစစ်တပ်ကိုပြောရင်ခင်ဗျားတို့အဲ့စစ်တပ်ထောက်ခံတဲ့သူတွေကဘူးမသိကိုမသိသိလားဘာဆိုဘာမှလည်းမသိဘူးတခါလေဟိုကျွန်တော်ကိုတောင်ပြောမြောက်ပြောချင်တယ်ခင်ဗျားတို့အဘတွေကိုယ်တိုင်အလိန်ခံနေရတာကျုပ်တို့ကမပြောလို့မကောင်းလို့သာပြောနေရတာခင်ဗျားတို့အဘတွေအလိန်ခံနေရတာအဲ့ဒါဟုတ်မဟုတ်ဆိုတာတိတိကြည့်လို့ရှိရင်ဘယ်တိုင်းမှာဘယ်တိုင်းမှုနဲ့ဘယ်တိုင်းမှုအဆင့်လောက်ထိကိုဘယ်လိုမျိုးဆွဲစီးလိုက်တယ်ဆိုတာဘာမှမဟုတ်ဘူးအောက်ခြေကထိန်ချန်လို့နော်အဲ့ဒါတွေကိုဖော်ထုတ်ပေးတဲ့သတင်းသမားတွေကြတော့လေခင်ဗျားတို့ကဘယ်လိုခေါ်ဖယဲသည်လို့သိရမလားဟိုဘယ်လိုခေါ်မလဲအမှန်တရားစစ်တပ်ထောက်ခံတဲ့ဒီငပိတ်တွေကတော်တော်ဆိုးတာအကုန်လုံးမဟုတ်ဘူးနော်စစ်တပ်ထောက်ခံတဲ့ငပိတ်တွေဘာမသိညာမသိသိရမလားတစ်ဖက်ကိုနိုင်လိုက်ရင်ပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့စစ်တပ်ထောက်ခံတော့နိုင်ငံရေးကလေးကချီလေးတွေလို့ပြောရမှာပါနော်ဟိုတစ်ဖက်ကိုနိုင်ရင်ပြီးတော့ကိုဖွဲ့စည်းရတော့ကိုထောက်ခံတဲ့ဖွဲ့စည်းတော့ဘာမှမသိဘူးကောင်းတာလို့လည်းပြောရရမယ်မကောင်းတာလို့လည်းပြောရရမယ်အဲ့တော့ဒါတွေကိုတကယ်အဓိကဖော်ထုတ်ပေးမှာကျွန်တော်တို့လိုမျိုးရိုးသားဖြောက်မှတ်တော့ပေါ့ရိုးသားဖြောက်မှတ်တော့သတင်းသမားတွေတတိပုဂ္ဂလသမားတွေအမိကိုကင်းတဲ့သူတွေတတိရှိတဲ့သူတွေပေါ့ဗျာနော်အချစ်မုန်းကိုဂိမ်းမဆိုင်တဲ့သူတွေကဖော်ထုတ်ပေးမှာ